ရေးချင်းပြောခဲ့ကိုကအုပ်ထားရတာရရှမ်းတော့ခေါ်တယ်ကိုကနေသားမှာစီးပွားရေးလုံးနေဆိုတော့မင်းကိုတွေ့ဘူးကျွန်တော်တွေ့နေတယ် ကျမကလေရွာထိပ်ကကားလမ်းဘေးနားမှာထမင်းဆိုင်ရေးဖွင့်ထားတာပါကျမထမင်းဆိုင်မှာထမင်းစားပြီးပတ်စံလည်းမရှင်းတော့ဘူးပြဿနာရှာသွားလို့အဲ့ဒီကြောင့်လေကျမလာတိုင်လာပါရှင်ဟမ်တို့ရလေ ဝေါရွာဆုံးမနေတာပဲထီးခန်းဆိုလား ကြောက်နေဒီလိုအကောင်တွေကိုသိလား သိရပါ့ချောင်ဖိုက်ထားတဲ့တင်ရင်းမြောက် ဟုတ်တယ်ဟိုသူ့တငယ်ချင်းနာမည်လေးကိုတောက်တဲ့ဆိုလား စိတ်ချမင်းဟိုဒီကောင်လေးနောက်တစ်ခါလာမနှောက်ရက်စေအောင်ဒီကောင်လေးကိုခေါ်ပြီးဆုံးပါမယ် ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်ခွင့်ပြုပါ